ဗန်နဲ့ကျွန်တော်တို့နိုင်ငံခြားမှာရှိတဲ့ကျွန်တော်တို့ဂျာကန်ပေးထားတဲ့ဒီ agency တွေပြီးကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကသူလာနိုင်ဖို့အတွက်ကျွန်တော်တို့အခင်းချင်းလေးတွေဖန်တီးမယ်လာနိုင်ဖို့အတွက်ကျွန်တော်တို့လမ်းလေးဖွင့်ပေးမယ်ဆိုရင်ဘယ်လောက်လှမလဲဗျာနော်တော်တော်ကြီးကျွန်တော်တို့နိုင်ငံအတွက်အရန်အောင်လှတယ်ဗန်ရဲ့ပုံရိပ်ကလည်းဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်နိုင်ငံသားတွေနဲ့တွေ့ရပြီဆိုရင်သူ့ရဲ့စိတ်သက်ခွန်အားကလည်းကျွန်တော်တို့အများကြီးကျွန်တော်အလုပ်ဖြစ်တယ်ဗျာကျွန်တော်နိုင်ငံအတွက်လည်းအများကြီးအကျိုးရှိပါတယ်ဟုတ်ကျွန်တော်တို့ကဗျာဒီဂျော်ဂျွာဗန်နဲ့ပတ်သက်ရင်သူ့ကြောင့်ပဲကျွန်တော်တို့ရဲ့ဒီစိတ်ခွန်အားတွေအများကြီးရတယ်ဗျစိတ်ခွန်အားတွေအများကြီးရခဲ့တယ်ပြီးရင်လည်းပဲကျွန်တော်တို့ယူဆက်ကွန်ပေါ့ယူဆက်ကွန်အသင်းကြောင့်ပဲကျွန်တော်တို့တွေစိတ်ခွန်အားတွေအများကြီးရကြခဲ့ကြတယ်တော့အားကစားကအဲ့အားကစားရဲ့အောင်မြင်မှုကအဲ့ဒီနိုင်ငံသူနိုင်ငံသားတွေရဲ့ကျွန်တော်တို့တိုင်းချစ်ပြည်စည်းစိတ်ကိုမွေးဖွားပေးတာပဲဗျတိုင်းချစ်ပြည်စည်းစိတ်ဆိုအမြဲတမ်းကျွန်တော်ငြိမ်နေလို့မရဘူးအမြဲတမ်းကျွန်တော်တို့တစ်ခုမှုတစ်ခုနဲ့ကျွန်တော်တို့ပြသနေရတာဒါမှတိုင်းချစ်ပြည်စည်းကကျွန်တော်တို့တိုင်းချစ်ပြည်စည်းကလုံးဝအနေထိုင်လို့မရဘူးအမြဲတမ်းကျွန်တော်တို့ခြေပုံပိုင်းလို့ပေါ့ဗျာအမြဲတမ်းကျွန်တော်လှုပ်ခတ်နေရမှာဒီလိုမျိုးလှုပ်ပေးနိုင်မလို့လေဗျာအမြဲတမ်းကျွန်တော်တို့ဒီလိုကြီးဒီတိုင်းပြတဲ့ငြိမ်ငြိမ်စင်စင်ဆိုရင်လူတွေရဲ့စိတ်ထဲမှာရော့သွားတာအခြားသောနိုင်ငံတွေမှာဆိုရင်ဒီလိုမျိုးကျွန်တော်တိုင်းချစ်ပြည်စည်းစိတ်ပေါ့ဗျာတနည်းအားဖြင့်မျိုးချစ်စိတ်တွေရှိလာဖို့ဆိုအဲ့ဒီနိုင်ငံမှာရှိတဲ့ဥဆောင်တဲ့သူတွေကအများအားကျွန်တော်တို့သူနိုင်ငံသားတွေကိုကျွန်တော်တို့ကျွန်တော်တို့ soft power နဲ့ဖြစ်စေကျွန်တော်တို့အနုပညာရဲ့ကျွန်တော်တို့အနုပညာအရာနဲ့ဖြစ်စေကျွန်တော်တို့တေးသချင်းနဲ့ဖြစ်စေလူလူလှုပ်ရှားမှုနဲ့ဖြစ်စေအခြားသောကျွန်တော်တို့အရာတွေနဲ့သူတို့ကဒီလှုပ်ရှားမှုပြောအများအားလုပ်ပေးတယ်ဗျကျွန်တော်နိုင်ငံမှာလည်းဒါတွေလည်းကျွန်တော်မကြာခဏလုပ်ပေးဖို့လိုတယ်ဗျပြီးရင်ကျွန်တော်တို့ကဒီလိုမျိုးကျွန်တော်လှုပ်ဆောင်မှုတွေဒီလိုမျိုးအခမ်းအနားတွေဒီလိုမျိုးပွဲတွေကလည်းခမ်းမထဲမှာပြီးမသွားဘဲနဲ့ကျွန်တော်တို့အပြင်ကိုကျွန်တော်ပေါက်ထွက်လာနိုင်မှုလိုတာပေါ့ဗျာအကောင်းဆုံးဥပမာဆိုကျွန်တော်အားကစားပေါ့ဘောလုံးအားကစားပေါ့အခြားသောအားကစားတွေရှိပါတယ်ဒီဘောလုံးအားကစားကကျွန်တော်လူတွေရဲ့တိုင်းရှိပြည်စည်းစိတ်ကိုကျွန်တော်အများကြီးလှုပ်ခတ်နိုင်တဲ့နေရာလည်းဖြစ်တယ်အများကြီးမွေးဖွားပေးနိုင်တဲ့နေရာလည်းဖြစ်တယ်ကျွန်တော်ဒီယူဆက်ကွန်အသင်းယူဆက်ကွန်ကျွန်တော်တို့ဒီဘောလုံးပွဲတို့ဒီအမျိုးသမီးဘောလုံးပွဲတို့ဆိုရင်ကျွန်တော်တို့ရဲ့တနည်းအားဖြင့်ကျွန်တော်တို့ကွင်းထဲကိုလူတွေပြန်ရောက်အောင်ကျွန်တော်တို့ဆွဲသွင်းနိုင်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒီနိုင်ငံတော်တချင်းတွေတန်ပြိုင်စက်သိန်းထောင်အောင်ကျွန်တော်တို့အုံနဲ့ကျင်းနဲ့ဆိုနိုင်ခဲ့တယ်ဗျာဒီရဲ့အတန်တွေကကျွန်တော်တို့အားကစားကွင်းထဲနေပြီးသွားတာမဟုတ်ဘူးကျွန်တော်တို့တနိုင်ငံလုံးတကဘာလုံးပြန့်တာဒါကြောင့်ကျွန်တော်တို့ကဒီတိုင်းချစ်ပစ္စည်းစိတ်တွေကျွန်တော်လူငယ်တွေမှာရှိလာဖို့အများတန်းရှိလာဖို့ကျွန်တော်အများတန်းဒီသူတို့ရဲ့လူငယ်တွေရဲ့စိတ်တွေကျွန်တော်နိုင်ငံသားရဲ့စိတ်တွေအများတန်းလှုပ်ခတ်ပေးနိုင်ဖို့လိုပါတယ်ပြီးလည်းပဲကျွန်တော်တို့ဒါအမျိုးသမီးအသင်းပေါ့ဗျာထိုင်းမှာစီးကိတ်ပြိုင်တဲ့အမျိုးသမီးအသင်းဆိုရင်လည်းပဲဒါကျွန်တော်ထိုင်းအောင်မြန်မာတွေထိုင်းအောင်မြန်မာတွေနိုင်ငံတော်တချို့သူတို့ကိုယ်တိုင်ဆိုပါတယ်နိုင်ငံတော်အလံကိုသူတို့ကိုယ်တိုင်ဆိုပါတယ်ထိုင်းရဲ့အခြေအနေကခင်ဗျားတို့သိတဲ့အတိုင်းပါပဲထိုင်းမှာခင်ဗျာ INUG ရဲ့ agency တွေအများကြီးပဲတိုးတော့လည်းပဲသူတို့ကွင်းထဲကိုရောက်လာခဲ့တယ်ကွင်းထဲကိုရောက်လာတဲ့အခါမှာနိုင်ငံတော်အလံကျွန်တော်တို့နိုင်ငံတော်ရဲ့အလံကိုကင်ပြီးပဲကျွန်တော်အောင်ပွဲခံခဲ့တာပါကျွန်တော်ဓာတို့ပြည်ဆိုပြီးတော့ကျွန်တော်တို့អော်ခဲ့တာပါဗျဒါသိကိုကျွန်တော်လေးနေပါတယ်ထိုင်းအောင်မြန်မာတွေကိုကျွန်တော်တို့အရန်ကိုကျေးဇူးတင်တယ်သူတို့မှာကျွန်တော်တို့အခက်အခဲပေါင်းများစွာရှိတယ်သူတို့မှာကျွန်တော်တို့ရင်ဆိုင်တဲ့အခြေအနေများစွာရှိတယ်ကျွန်တော်တို့အများကြီးကျေးဇူးတင်ပါတယ်ထိုင်းအောင်မြန်မာတွေနဲ့ပတ်သက်ရင်အများကြီးကျေးဇူးတင်ပါတယ်အဲ့လိုပဲကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဘန်ကမြန်မာနိုင်ငံသူလာခြင်းတယ်ပေါ့သူမြန်မာနိုင်ငံလာခြင်းတယ်ဒါသူကိုယ်တိုင်ပြောခဲ့တာပါဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဗန်နဲ့ကျွန်တော်တို့နိုင်ငံခြားမှာရှိတဲ့ကျွန်တော်တို့ဂျာကန်ပေးထားတဲ့ဒီ agency တွေပြီးကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကသူလာနိုင်ဖို့အတွက်ကျွန်တော်တို့အခင်းချင်းလေးတွေဖန်တီးမယ်လာနိုင်ဖို့အတွက်ကျွန်တော်တို့လမ်းလေးဖွင့်ပေးမယ်ဆိုရင်ဘယ်လောက်လှမလဲဗျာနော်တော်တော်ကြီးကျွန်တော်တို့နိုင်ငံအတွက်အရန်အောင်လှတယ်ဗန်ရဲ့ပုံရိပ်ကလည်းဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်နိုင်ငံသားတွေနဲ့တွေ့ရပြီဆိုရင်သူ့ရဲ့စိတ်သက်ခွန်အားကလည်းကျွန်တော်တို့အများကြီးကျွန်တော်အလုပ်ဖြစ်တယ်ဗျာကျွန်တော်နိုင်ငံအတွက်လည်းအများကြီးအကျိုးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဗန်ရဲ့ interview လေးကိုကြည့်ပြီးတော့သူမြန်မာနိုင်ငံပြန်လာခြင်းတယ်မြန်မာနိုင်ငံမှာရှိတဲ့သူ့ရဲ့ပြည်သက်တွေသူတွေ့ခြင်းတယ်သူလည်းမြန်မာနိုင်ငံမြောက်တာကြာပါပြီဗျာသူငယ်လေးတွေထွက်သွားတာငယ်လေးကမြန်မာနိုင်ငံနဲ့သူတို့ထွက်သွားခဲ့ကြတာဆိုတော့အဲ့တော့ဒါကြောင့်ကျွန်တော်တို့ဒီသက်ဆိုင်ရာအကြီးအကဲတွေအပြင်ကျွန်တော်တို့ဒီ fan နဲ့ကျွန်တော်တို့နိုင်ငံမှာဒီမီဒီယာမှာကျွန်တော်တို့ join ပေးတဲ့ဂျာကန်တွေအနေနဲ့လည်း Joshua Ban မြန်မာနိုင်ငံကိုလာနိုင်ဖို့အတွက်ကျွန်တော်တို့ဖန်တီးပေးကြပါအခွင့်အလမ်းတွေဖန်တီးပေးကြပါလမ်းဖွင့်ပေးကြပါလို့ကျွန်တော်အနေနဲ့တင်ပြပေးချင်ပါတယ်အချို့သောသူကသိပါလိမ့်မယ်စဉ်းစားပြီးသားလေးဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မမေ့အောင်ကျွန်တော်တို့ကဂျာကနေပြီးတော့ကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းJoshua Ban ရဲ့ပြည်သက်ဖြစ်တဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်လည်း Joshua Ban တွေ့ကျင်တယ်ဗျဘာလို့ပုံစံနဲ့ပဲတွေ့ရကျွန်တော်အရင်တွေ့ကျင်တယ်ဘာကြောင့်လဲဆိုတော့သူလူငယ်ဆိုပေမဲ့သူတိုင်းပြည်ကိုချစ်တယ်ဗျာတိုင်းပြည်ကိုချစ်တယ်ကျွန်တော်နိုင်ငံပုံရင်းနဲ့ပတ်သက်ရင်သူအများကြီးမြင့်တင်ပေးနိုင်ခဲ့တယ်မြင့်တင်ပေးတဲ့ပုံကူလည်းဖြစ်တယ်ဒါကြောင့်ဒီ Joshua Ban ဒီမြန်မာနိုင်ငံကိုလာဖို့အတွက်ဒီအခွင့်အလမ်းတွေဖန်တီးပေးကြပါအဲ့တော့ဒီကာလကကျွန်တော်တို့လာဖို့ကတကယ်ကိုကျွန်တော်အချိန်ကောင်းအခါကောင်းဖြစ်ပါတယ်
သူလည်းပူပူနွေးနွေးခပတ်ကိုပိုင်ဆိုင်ထားတယ်မြန်မာနိုင်ငံအလံနဲ့အောင်ပွဲခံတယ်မြန်မာနိုင်ငံနဲ့သူအလံနဲ့သူအောင်ပွဲခံတယ်ဒီရင်ဒီမှာမြန်မာနိုင်ငံအလံကိုကင်ပြီးအောင်ပွဲခံခဲ့ပါတယ်သူကျွန်တော်နိုင်ငံသူချစ်ပါတယ်သူရဲ့မျက်နှာကိုကြည့်ကျွန်တော်သိပါတယ်သူရဲ့ interview တွေကျွန်တော်တောက်လျှောက်စောင့်ကြည့်တယ်သူမြန်မာနိုင်ငံအရင်ချစ်ပါတယ်ဒါကြောင့်လမ်းဖွင့်ပေးပါသူလာဖို့အတွက်ကျွန်တော်တို့စီစဉ်ပေးပါဒါဆိုရင်သူရောက်လာပါလိမ့်မယ်အဲ့တော့ဒါဆိုရင်ကျွန်တော်နိုင်ငံမှာကျွန်တော်တို့ဒီလေဆိပ်မှာရန်ကုန်လေဆိပ်မှာလူတွေအုံနေချင်းနဲ့လာကြုံမယ်ပြီးရင်သူတဲတဲ့ဟိုတယ်တွေပြီးရင်ကျွန်တော်တို့သူ့ရဲ့လာတဲ့ခီးစဉ်ကိုကျွန်တော်တို့ကျွန်တော်လမ်းပေးဝဲရမှာကျွန်တော်အကုန်လုံးထွက်ကြည့်ပြီးကြိုးမှာပဲခင်ဗျာသိကြတယ်ဒါကျွန်တော်တို့ရဲ့ရေတနာပဲဗျအရန်သိကြတယ်ဗျာနော်သိကြတယ်ဒါကြောင့်အဲ့လိုအခင်းချင်းလေးကိုကျွန်တော်တို့လုပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်နိုင်ငံရဲ့ပုံရိပ်ဟာကိုယ်နိုင်ငံရဲ့သူ့ရဲကောင်းမြန်မာနိုင်ငံသားတွေအများကြီးကြိုးဆိုတာပဲဆိုတဲ့ပုံရိပ်ကကျွန်တော်အကြီးပဲကျွန်တော်နိုင်ငံပုံရိပ်ကိုကျွန်တော်ဒါနဲ့ဆွဲတင်လို့ရတာပဲဗျဒါကြောင့်ကျွန်တော်ဂျော်ဂျွာဘန်ရဲ့ဂျော်ဂျွာဘန်မြန်မာနိုင်ငံကိုလာခြင်းနဲ့ခီးနဲ့ပတ်သက်ရင်ကျွန်တော်တို့နားလေတဲ့သူတွေဗျကျွန်တော်တို့ကဒီပေါ်မှာဘယ်လိုမျိုးသွားရဆိုကျွန်တော်နားမလဲဘူးနားလေတဲ့သူတွေရှိတယ်နားလေတဲ့သူတွေအနေနဲ့ဒါလေးကိုပေါင်းပေးကြပါဒါလေးကိုဆောင်ရွက်ပေးကြပါဒါဆိုရင်ကျွန်တော်နိုင်ငံရဲ့ပုံရိပ်ကျွန်တော်တို့နံပါတ်1ကကျွန်တော်နိုင်ငံပုံရိပ်နံပါတ်2ကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေမျိုးချစ်စိတ်เนาะဒါမျိုးချစ်စိတ်တွေကျွန်တော်အများကြီးကျွန်တော်တို့ရှင်းသန်းလာမယ်အများကြီးလှုပ်ခတ်နိုင်မယ်ပေါ့မျိုးချစ်စိတ်ဆိုတာကကျွန်တော်တို့အများနဲ့ငြိမ်နေလို့မရပါဘူးအများနဲ့ကျွန်တော်တို့ခါရမ်းပေးနေရပါတယ်ခါရမ်းပေးနေရပါတယ်ဘာလို့သူလဲဆိုတော့ကျွန်တော်တို့ခေါင်းလုံးနဲ့တူပါတယ်အများနဲ့လှုပ်ရမ်းပေးနေရပါတယ်ခေါင်းလုံးရဗျာခင်ဗျာဒီတိုင်းတိုင်းဘာသာမှမထွက်ဘူးဒါပေမဲ့ခေါင်းလုံးကြီးကကျွန်တော်တို့ကလှုံရမ်းပေးတယ်ဆိုအတန်ထွက်တာပေါ့ဗျာအဲ့တော့မျိုးချစ်စိတ်ကိုလည်းဒီလိုမျိုးပဲလှုံရမ်းပေးရမယ်လို့ကျွန်တော်နားလည်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့အမြင်နဲ့ပတ်သက်ပြီးတော့ကိုလည်းနိုင်ပါတယ်ဒါကျွန်တော်ရဲ့အချက်ဒီချက်ကျွန်တော်ရဲ့ရှူထောင်းကိုပဲကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်